နော်ဘုန်းကြီးသက်ရှိပါဒီခေါ်လေးတွေတွေးကြနိုင်ငံတော်ကြီးတွေလည်းကောင်းသောတွေးခေါ်လေးတွေကိုတန်းနိုင်တော့တွေးကြခေါ်ကြနော်ဒီမျိုးနဲ့တန်းကြည့်တွေ့တော့နော်တွေးကြခေါ်ကြဒီလိုတွေးလာအောင်သက်သက်ကသက်ဆန်းပြီးဆောင်ရွက်ကြတာပေါ့ကွယ်နော်ဒါဒီကနေဟိုဒီခိုင်းနဲ့ပြန်သွားပြီးတော့လေဒါဟိုပေါ့ပြန်သွားတာဂျူ2023ပေါ့နော်2023 24 25 26 3နှစ်လောက်ပြုလိုက်ရတာပေါ့နော်ဆိုတော့လေကောတော့ဆက်တိုင်းဒီမှာတော့အကုန်လုံးဒီမှာမရတော့ပါဘူးလို့ပြောပါတယ်ဖေးုံ3ရုံကပေါ့နော်ဥဒ္ဒအာယုံကြောလားနော်ဒီလိုသူကဘယ်လိုပြောလဲCID ပြီးပါဟုတ်တယ်ဘယ်လိုပြောလဲအနောက်ကအာယုံကြောအာယုံကြောလေအဲဒီဘက်ကနေဒီကမှနိုင်ငံခြားသွားပြီးတော့မှဆေးကုသဖို့ကြံပြည့်တယ်ကွယ်အမေကကတော့ဒီကတော့ပြီးတော့ပူပါတဲ့အဲ့လိုကြံပြည့်တယ်အဲ့တော့ဒီစစ်ကအမေရိကမှာရှိနေတယ်အဲ့တော့အစစကြာရအန်ကယ်ဟိုဘက်မှာလုံးလုံးကောင်းကောင်းမွန်မွန်နဲ့ဆေးရုံကြီးတွေတက်နိုင်အောင်လို့ဟိုကနေတော့ပြိုပြီးလုပ်ကြတယ်ကွယ်မှစီစဉ်ရတာပေါ့အဲ့ဒီယောဂနဲ့ပတ်သက်တဲ့အကောင်းဆုံးကုနိုင်တဲ့ဆရာဝန်တွေဆေးရုံတွေရှိတဲ့နေရာအမေရိကမှာဆေးရုံတွေအများကြီးလေအဲ့ဒါကိုတစ်တော်ဆုံးအကောင်းဆုံးဖြစ်မဲ့ဟာကိုကျွန်မရေးပြီးတော့သူ့ကိုထုကြရတာပေါ့ရှင်အဲ့ဒါတော်လေးအောင်မြင်ပါတယ်တော်တော်လေးလည်းကောင်းပါတယ်အခုစဉ်တဲ့အတိုင်းပါပဲလမ်းလေးဆောက်နိုင်တယ်ပြောနိုင်တယ်အကုန်ဘလို့မှအတန်လည်းမဖြစ်အတန်လည်းမဖြစ်ပါဘူးရှင်ဆိုတဲ့အတိုင်းရမ်းဖက်တောင်တန်နဲ့စုနိုင်သေးတယ်ရှင်ဆိုတော့တော်တော်လေးကိုအပြည့်အဝဒါပါဖြစ်တယ်ပေါ့နော်အဲ့ဒါဝန်တာပါရဲ့ရှင်ဟုတ်တယ်ရှင်ဟုတ်တယ်ရှင်ဖြစ်ပါတယ်အခုလည်းပုံမှန်တိုင်းပါပဲအန်ကဲအခုလည်းအတန်အန်ကဲအတန်ကိုဘာမှမဖြစ်ခဲ့ဘူးကွယ်အဲ့လိုပေါ်တော့အားရှိလာသေးတယ်ဟိုအားကိုရှိလာပါတယ်ပြီးတော့အန်ကဲမှာငကိုကလေးရကွယ်အန်ကဲမှာအထဲမှာဟိုနေတခြားယောဂတွေနော်တုပ်တွေဘာပြောမလားလေဟောပေါ့နှလုံးအဲ့ဒါလည်းလုံးဝမရှိဘူးဒါရီအန်ကဲမှာမရှိဘူးကွယ်နေကိုမေကအသက်တရားသူအသက်တရားမျိုးတွေအဲ့တော့သူတို့နှလုံးတော့ဗာနှလုံးတော့အောက်ဆိုအဆုတ်ကိုအဲ့ဒါတွေအကုန်ကောင်းတယ်ပေါ့ဒီဟာလေးဝင်သွားတာကြောင့်ဒါဖြစ်တာအဲ့တော့နှလုံးကအားကောင်းတော့အသက်တရားမျိုးပါဆက်ပြည့်ပါပြီကျစ်ဆက်ဟုတ်ကဲ့ဟုတ်တယ်要把你爸过去了，现在妈妈的刚刚那些都走下来。哦，အများကြီးပေါ့အဲ့ဒါမရှိရင်တော့ဒီလိုဖြစ်ဖို့တောင်မလွယ်ဘူးပေါ့ပုံမှန်လဲတော်တော်လေးကိုလုပ်လိုက်ရတာဟုတ်ဆေးရုံဆိုတော့ကိုကဒီမှာဆရာဝန်ဆိုတော့လေဟိုမှာပဲဆေးရုံလို့သူမလာခင်ကတက်တော်ဆုံးဆေးရုံတက်ဆုံးဆရာဝန်ကြီးရေးပြီးတော့ဒီဆေးရုံပို့ရတာပေါ့မဟုတ်ရင်ဟိုမှာဗရီကဲဆိုရင်ဒီနေ့ဒီဆေးရုံပြောင်းပြီးဟိုဆေးရုံပြောင်းလို့မရဘူးအဲ့တော့အဲ့တခုတည်းပဲအဲ့ဒါရွေးပြီးအကောင်းဆုံးပြောင်းလို့မှဖြစ်တာမဟုတ်ရင်စိတ်ဝင်များမှားရောက်သွားရင်အဲ့ဒါမလွယ်ဘူးလွယ်မရှိပါလေပွဲရတော့သူ့တိုက်ပဲရှိရရှင်ပွဲရရှိရရှင်အများကြီးပဲရှိပါတယ်ဒီကမပြန်ရင်တက်တိုက်လိုပါပဲဆရာပွဲလေးဆိုရအများကြီးကမရှိရတော့တဲ့ပွဲရောရိုက်စီရှင်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ရှင်အဘေကိုကြည့်ပြကောင်ဟုတ်တယ်အန်ကဲရတော့ပဲဒီကျေးကြီးက music နဲ့ပဲဒါအန်ကဲအသက်ပါပဲလေနော်အန်ကဲရဲ့အသွေးသားထဲမှာအန်ကဲတို့တယောက်ရဲ့အသွေးသားထဲမှာကျေးကြီးက music နဲ့ဒါအသက်ပါပဲတိုင်းပြည်ကြီးသားများနဲ့အားလုံးသောပြည်သားများပြောဖို့ရှင်းဖို့အတွက်အန်ကဲတို့မွေးဖွားလာတယ်လို့လည်းယူဆပါတယ်ကွယ်အားလုံးကိုဒါဟာသူကြီးတာနဲ့သူ့ကိုပြုနေတဲ့သဘောပါပဲလေနော်အသက်ရှိနေသေးတာလည်းအန်ကဲဒီကိုအစနေဦးမှာပါပဲအန်ကဲတို့မြောက်ဆိုလို့နော်ပြောပါတယ်ပြည်လို့ရတယ်ကွယ်နော်ဒါတန့်ရှင်းနေမြတ်ရဲ့အမအာဇီဝလည်းဖြစ်တယ်လို့ကွယ်နော်အခုဆိုရင်လည်းအန်ကဲသိငယ်လူပြီးတော့မှမိုးရတဲ့ရွာသိငယ်လူပြီးတော့မှနောက်တစ်ဝဲကိုပြေးပြလေးကြည့်ဒီဘွားတော့ရှိသေးတယ်ဘွားတော့အဲ့ဒါစကားလေးနည်းနည်းတက်ပြီးတော့ပြီးလိုက်ကြမယ်နော်ပြည့်နော်အားလုံးတော့တိတိကျကျများအားလုံးစမ်းကြည့်ကြများအားလုံးဒီကိစ္စကချမ်းသာပါပြီကွယ်နော်ဟုတ်ကဲ့တဲ့ရှိပါဒီခေါ်လေးတွေပြေးကြနိုင်ငံတော်ကြီးတွေလည်းကောင်းသောတွေးခေါ်လေးတွေကိုတန်းနိုင်တော့တွေးကြခေါ်ကြနော်
ဒီမျိုးနဲ့တန်းကြည့်အတွက်ပေါ့နော်တွေးကြခေါ်ကြဖြစ်ပြီးတိုးတက်လာအောင်ဖက်ဖက်ကတက်ဆန်းပြီးဆောင်ရွက်ကြတာပေါ့ကွယ်နော်ဟုတ်ပြီလားနော်ဘာသာရေးကိုလည်းမမေ့နဲ့နော်အဲဒီတော့ဒီတော်ကောင်းများဒီတော်ပြင်များကိုကောင်းများမြတ်တဲ့သဘောကျအောင်ဒီထိုင်ကြဖို့လိုပါတယ်ကွယ်အားလုံးကျမ်းမာချမ်းသာကြပါစေ ဘုန်းကြီးသက်ရှိကြပါစေနော်ဘုန်းကြီးသက်ရှိကြပါစေဆင့်